ကဲမီးလေးနည်းနည်းပြောလိုက်ပါအောင်ကြီးလေးကြောက်ပြောရမှာပဲကြီးလေးကမွေးပေါ်ကသူကမွေးလေးကသူ့ပေနဲ့သူ့ပေနဲ့ဆိုင်တယ်ဘယ်လိုမဆိုင်ဘူးသူ့ပေနဲ့ဆိုင်တာမွေးလေးကဒုက္ခပတ်တဲ့လာသားတာသူ့ဖေကကျေးပြလိုက်ပါအောင်သူ့ရဲ့မွေးနေ့ကိုလေကျွန်တော်ကနေ့တိုင်းလုပ်ပေးနေကြဆိုတော့ဒီနေ့လည်းတစ်ခါsurprise လေးတော့ရှိတယ်။ဒါကြရင်အဲ့ surprise တစ်ခုတော့သူမပြီးအောင်လုပ်ထားတာအဲ့ surprise ကတော့ပြောပြလို့မရတော့ပြောသေးဘူး။ဒါပေမဲ့တော့ session လေးပြည့်သွားပြီ။ session လေးပြည့်သွားတယ်ကျွန်တော်တို့က session လေးမွေးနေ့လေးမှာသူ့ကိုထုတ်ပေးဖို့အောက်ပေးဖို့အောက်မှာလေးထုတ်ပေးဖို့လုပ်တယ်ဒါပေမဲ့ခြေနေရပြန်ပြီးချုပ်ပေးရအောင်ပဲသူကလွတ်လပ်ပြီးတော့ဒီတစ်ဘက်ကလည်းတော်ရှင်ပါသေးဗျာကျွန်တော်တို့မိသားစုလေးအဲ့ဒါလေးပဲဆုတောင်းပါတယ်ဟုတ်ပါတယ်ဟုတ်တဲ့လို့ဘိုးတော့ကြတားလေးခက်မှထူးချွန်တဲ့တားလေးဖြစ်ပါတယ်နော်ပညာရေးအားကစားလက်ဆောင်ထူးချွန်တဲ့တားနောက်ပြီးတော့မိဘကိုလည်းကျေးဇူးပြုရတဲ့တားနောက်ပြီးတော့ရှင်နဲ့အားကစားကိုရှောင်းနိုင်တယ်ဒီပဲရေလောက်လိုက်ဘိုးတော့ကြဝေးစားဖေးပြောပါဦးဘိုးတော့ကြဆက်စစ်ပြည့်မွေးနေမှာအစကြီးဆက်ဆက်ရလူမှုရေးစီးပွားရေးကိုလိုမိသားစုရေးဆက်ဆက်ရပညာရေးကိုလိုပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်ဘုံတော်ကြောင်ဝင်နေစုမယ်ဘုတော့ကြာငါညီလေးပညာတတ်ကြီးတက်ပါဗျာမိဘအောင်လုပ်ကြည့်တဲ့သားကောင်းသားတက်ပါစေဆုတောင်းပြီးတော့နော်စားရဲကြိုးစားတော့ငါညီနော်စားတော့မကြိုးစားလို့မရဘူးဘုရားကြာမွေးနေ့မှာပြည့်စုံပါလေသိစီကျမ်းမှာသိချမ်းသာဒီပြရတယ်ပြည့်လို့ရပါပါဦးလေးပြရတဲ့ဆောင်းလေးပါတော့ဒီဆောင်းလေးကဘွားတဲ့မှာတောက်ခုဖြစ်ပါတယ်လို့ဒီပါတယ်ကျွေးမွေးရတယ်ဒီလိုပါဟုတ်လားဟုတ်လားဘုရားကြာငါတကယ်ချင်းလေးဒီနေ့ရစားပြီးတော့ဒါမှမဟုတ်ရှိပါစေခွန်အားတွေလည်းပြည့်စုံပါစေညတဲ့တော့ကိုယူရလာတဲ့ဒီချက်ပဲနိုင်ပါတယ်ရောက်ပါစေမရှိပါနဲ့ဒီလိုလိုက်ပါဘုရားကြာအဲ့ရပြောပါတော့လားဒီကဘုရားကြီးပါစေလာလာပါလေဒီမှာဒီဘွားကြီးဒီရစားရအောင်အစီအစဉ်ပြီးတော့ဒီရရိုင်းနေဒီဘုရားကဆန္ဒကြီးကြီးတဲ့ဥစ္စာတွေပြည့်စုံတဲ့ဘိန်းကပုံပုံလေးရပါဆိုတော့ဒီတော့လေးထားပါတယ်ဘုတော့ကြာရေးဒါလေကွာရောင်နဲ့ဗလာတောင်းနဲ့လုံကွာပိန်လုံးကြီးရဲ့နော်ဗလာတောင်းရရှိအေးမင်းကျမကြီးကောင်းလို့ဗလာကောင်းလို့အေးတော့ကြာရှင်းဝိဇာကြီးဒီထက်မှအောင်မြင်တိုးတဲ့ရှင်းဝိဇာကြီးဖြစ်ပါသေးကွာဟိုပြေရွေးနေမှာကပြင်ပမှာလဲသိစိတ်နေပါစေတော့ကြာအဲ့ဒီပါသေးပါဘုလိုမင်းနေမှာကျူးနေပြောကြအောင်ဒါလည်းစိတ်ချမ်းသာတာပဲဒီကွာတော့ကြာကျေးဇူးပြုပါHappy birthday